ကျေးဇူးတော်ဆိုတဲ့ကဲတင်ခြင်းပဲပေးတာမဟုတ်ဘူး။တင်းရဲ့ Christian living အတွက်အရေးကြီးဆုံးကကျေးဇူးတော်။တင်းရဲ့စီးပွားရေးအတွက်အရေးကြီးဆုံးကကျေးဇူးတော်။တင်းမိသားစုတည်ဆောက်ဖို့အတွက်အရေးကြီးဆုံးကကျေးဇူးတော်။တင်းယူပါယုံအိမ်မက်တွေပြည့်စုံလာဖို့အတွက်ကျေးဇူးတော်။ Grace နဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာယုံကြည်တဲ့အဖွဲ့နှစ်ဖွဲ့ရှိတယ်။တချို့တွေက Grace နဲ့ပတ်သက်ပြီးသူတို့ယုံတာကကျေးဇူးတော်က90ရာခိုင်နှုန်းလူဘက်ကလှုပ်ဆောင်တဲ့လှုပ်ဆောင်မှုက90ရာခိုင်နှုန်း90ကမ္ဘာမှာKevinism တို့နော် Nism တွေအများကြီးရှိတယ်ကျွန်တော်တို့ဘယ် Nism မှမဟုတ်နော်ဆိုတော့ Nism တွေအများကြီးထဲမှာသူတို့ယုံကြည်ချက်ကတချို့ကကျေးဇူးတော်က90ရာခိုင်နှုန်းတချို့ကလူရဲ့လှုပ်ဆောင်မှုက90ရာခိုင်နှုန်းအဲ့နှစ်ခုပေါင်းမှ100တချို့ကျတော့ကျေးဇူးတော်ကဘယ်လိုယုံလဲဆိုတော့100ရာခိုင်နှုန်းလူရဲ့လှုပ်ဆောင်မှုမပါဘူးကျဘယ်အမှန်နဲ့မားတယ်ဆုံးဖြတ်ဖို့ကျွန်တော်မွေးတာလားမဟုတ်ဒါပေမဲ့ကျွန်တော်ဘယ်လိုယုံနေဆိုတာပဲကျွန်တော်ဝင်ငါမှာအဲ့တော့ဘုရားသခင်ကကျွန်တော်ပုံလေးနဲ့ပုံပြတယ်ငါတမင်းရောဘယ်ကျေးဇူးတော်ကိုယုံတာလဲ50ရာခိုင်နှုန်းကျေးဇူးတော်ကဒီပုံ50ဆိုတာဒီမှာမြောက်မကြီးကခလေးကိုပိုးထားလားအပေါ်အမြင့်ကိုတက်သွားလားဒါပေမဲ့မြောက်ကဘာလုပ်ရလဲမြောက်ကလေးကလည်းဖတ်ထားတယ်ဟောလေတဲတယ်ခြီလဲခြီတယ်သူလဲလေးတာပဲဒါပေမဲ့ကျေးဇူးတော်ဆိုတဲ့မြောက်မကြီးကလည်း50ရာခိုင်နှုန်းလုပ်ပေးတယ်ဒါပေမဲ့နောက်ကသူ့သားလေးကလည်းဖတ်တွေ့ထားတဲ့ဟာကလည်း50ရာခိုင်နှုန်းပါလားမပါဘူးလားဒါဆိုအမြင့်ရောက်ဖို့ကမိခင်ဆိုတဲ့ကျေးဇူးတော်က90ရာခိုင်နှုန်းအနောက်ကဖတ်ထားတဲ့မြောက်ကလေးကဘယ်လောက်လဲတကယ်လို့ तू မဖတ်နိုင်တဲ့နေ့ဘာဖြစ်သွားမလဲသေချာပေါက်ပြုတ်ကြအဲ့တော့ပထမကျေးဇူးတော်50ကျေးဇူးတော်ကဘာနဲ့တူလဲဆိုဒီမြောက်နဲ့တူတယ်။အော်ဘုရားကျေးဇူးတော်လည်းပါမယ်ငါလည်းလုပ်ရမယ်ဆိုတော့ဒီမြောက်ကိုတင်မကင်နိုင်တဲ့တနေ့တင်အားမရှိတော့တဲ့တနေ့တင်မဆက်ကနိုင်တဲ့တနေ့တင်အားနေချက်တွေပေါ်လာတဲ့တနေ့ကသေချာပေါက်အမြင့်ကနေဘာဖြစ်မလဲကြာမယ်အဲ့ဒါ50 grace 50 grace 100% grace ကဒါကြောင်မကြီးကသူ့ကလေးကိုခြိထားလားအမြင့်ခေါ်သွားလားမြောင်းမလည်းခေါ်သွားတယ်ကြောင်မလည်းခေါ်တယ်ဒီမှာကြောင်မလေးကလေးကိုကြည့် तू ကသူ့ပဲလှုပ်ဆောင်မှုဘာပါလဲ rest is it ညင်တာကြောက်စရာလို့လားသူ့ဘက်ကအားထိုက်ရတာရှိလား100ရာခိုင်နှုန်းမသူကလှုပ်တာလေမိခင်ကြီးကလှုပ်သွားတာယော100ရာခိုင်နှုန်း grace ကဒါ hallelujah တင်အမြင့်ရောက်ဖို့အတွက်တင်ကကတ်ထားစရာမလိုငါမကတ်နိုင်ပြုတ်ကြတော့မယ်နော်လို့ဆိုတော့သူတွေက100ရာခိုင်နှုန်း grace ကိုမယုံတဲ့ဖွဲ့တွေရှိတယ်ဒီကြောင်လေးမနေမှာကောင်းကိုပြန်စသားကြီးချစ်ကုတ်ထားပြီးငါအောက်မှာဖော့တာကိုဖော့ထားမယ်ငါမေလေးမဆိုလို့တင်ပါပဲလှုပ်ထားဘာမှအကျိုးတရားမရှိဘူး100ရာခိုင်နှုန်းကျေးဇူးတော်တင်အမြင့်ခေါ်သွားမယ်တင်အားမရှိရင်လည်းခေါ်သွားမယ်အားနေချက်ရှိရင်လည်းခေါ်သွားမယ်မလုံနိုင်ရင်လည်းခေါ်သွားမယ်ဟာလေလုယာကြောက်ကျမ်းစာပြည့်ယုံကြည်တဲ့နေ့အမြင်တင်လိုက်ကြောက်ရိုးရိုးလေးပဲ very simple ဒီနေ့မှာကိုကိုစဉ်းစားငါ100ရာခိုင်နှုန်း grace ကိုယုံတာလား50 grace ကိုယုံတာလားငါအမြင့်ရောက်ဖို့အတွက်ငါရဲ့စ조사မှုမပါဘူးငါစ조사နိုင်လုံးလို့အမြင့်ရောက်တာမဟုတ်ဘူးငါပြုတ်မကြသွားတာငါရဲ့ခွန်အားကြောင့်မဟုတ်ဘူးငါဒီချက်ပိုအောင်မြင်မှာငါရဲ့ပိုတက်တဲ့ပညာကြောင့်ဘာလဲ100ရာခိုင်နှုန်းကျေးဇူးတော်ဆိုတဲ့ကဲတင်ခြင်းပဲပေးတာမဟုတ်တင်းရဲ့ Christian living အတွက်အရေးကြီးဆုံးကကျေးဇူးတော်တင်းရဲ့စီးပွားရေးအတွက်အရေးကြီးဆုံးကကျေးဇူးတော်တင်းမိသားစုတည်ဆောက်ဖို့အတွက်အရေးကြီးဆုံးကကျေးဇူးတော်တင်းယူပါယုံအိမ်မက်တွေပြည့်စုံလာဖို့အတွက်ကျေးဇူးတော်ပေတရုကတောင်းဆိုတာထွက်သွားပါလို့တောင်းဆိုပေမဲ့ယေရှုကဘာအဖြေပေးလဲဆိုတော့အကြောင်းနဲ့တဲ့ဒီနေ့ကစပြီးတော့မင်းကလူများတဲ့တန်ခါဖြစ်မယ်ပေတရုကသူ့ကိုယ်သူဘယ်လိုမြင်လဲဆိုတော့စင်နာမန်လို့မြင်တယ်ငါစင်နာမန်ငါအဖြစ်သားအမေယေရှုတော်ကသူ့ဘယ်လိုမြင်လဲဆိုတော့ you are fisherman လို့မြင်တယ်ကျေးဇူးတော်မြင်တဲ့အမြင်နဲ့ကိုမြင်တဲ့အမြင်မတူဘူးဒီနေ့ကိုမြင်တဲ့အမြင်ကိုလေကျေးဇူးတော်ထဲမှာပြောင်းလိုက်ဟာလေလုယာစင်နာမန်လို့မမြင်နဲ့ငါခရစ်တော်မြင်တယ်လို့ fisherman လို့မြင်ကျွန်တော်ရန်တဘောကြတယ်ယေရှုကပေတရုကို promotion ပေးတယ် promotion ဆိုတာအောင်မြင်တဲ့သူပဲအမြဲပေးတာဟုတ်တယ်မဟုတ်လားတော်တဲ့သူပဲပေးတာမဟုတ်ဘူးလားအလုပ်လုပ်နိုင်တဲ့သူပဲပေးတာမဟုတ်ဘူးလားကျေးဇူးတော်အညံ့ဆုံးသောသူကို promotion ပေးတယ်ဘာကြောင့်လဲကျေးဇူးတော်ကြောင့်ကြောက်ကျေးဇူးတော်ကလည်းကျွန်တော်ရဲ့တောင်းပန်ကြံစီသမျှတဲ့ကျွန်တော်ရဲ့ဆုတောင်းတာတဲ့ပိုကောင်းတာလုပ်ပြီးအာမင်ဟိုကထွက်သွားပါလို့ပဲပြောတာယေရှုကမထွက်သွားဘူးတဲ့ငါထွက်သွားရင်ငါတကယ်မသွားဘူးမင်းမလိုက်ခဲ့တယ်ပေတရုခြေတော်ရင်းမှာယေရှုရဲ့ခြေတော်ရင်းမှာကိုမြင်တဲ့မြင်ဟာစင်နာမန်လို့မြင်တယ်ဒါပေမဲ့ယေရှုကအဲ့ဒီမှာ
ပြက်ဝတ်နေတဲ့ပေတီကိုစဉ်းစားမှန်လို့မျိုးနောက်အနာဂတ်မှာမကြာတော့ကာလမှာဖြစ်လာမယ်ပင်တေကုတ်တင်နေမှာခါရတရားဟိုလူ3000ပြောင်းလဲမယ် fisherman ကိုမြင်တယ်ဂျေစုတော်အမြဲတမ်းမှတ်တာတင်းရဲ့အတိတ်ကိုမကြည့်ဘူးဂျေစုတော်ကတင်းရဲ့အနာဂတ်ပဲကြည့်တယ်ဂျေစုတော်ကတင်းရဲ့လက်ရှိအခြေအနေကိုလည်းမကြည့်ဘူးတင်းရဲ့အတိတ်ကိုလည်းမကြည့်ဘူးဂျေစုတော်ကဘယ်ကိုပဲကြည့်တယ်ပြီလားတင်းရဲ့အနာဂတ်ကိုပဲကြည့်တယ်ဟာလေလုယာဂျေစုတော်ကတင်းအနာဂတ်ကိုပဲမြင်တယ်